သူဟာခေါင်းငုံကြည့်လိုက်တဲ့အချိန်မှာစိုင်ပိုင်ရှင်လက်ဖက်ရည်ဖြောကိုတုံးနေတဲ့မြေအိုးလေးဟာပုံမှန်သူမြင်ဘူးနေကြအိုးတွေနဲ့မတူဘဲတစ်မျိုးဖြစ်နေတာကိုမတော်တဆသတိထားမိသွားပါတယ်အစကတော့သူလည်းသိပ်ပြီးအာရုံမထားမိပါဘူးကိုယ်စိတ်ကူးရင်မှုတက်တက်ပဲနေမှာပါလို့တွေးခဲ့တာပါဒါပေမဲ့စိုင်ပိုင်ရှင်ကအဲ့ဒီအိုးကိုလက်ထဲမှာပုတ်တက်ကင်ထားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့တခုခုမှားနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်စိတ်ထဲကတန်တရားကိုအတီးပြုတ်ဖို့အတွက်သူဟာသူ့ရဲ့ရွှေရောင်မျက်လုံးစွမ်းကုန်Yes ကိုချက်ချင်းဖွင့်ကြည့်လိုက်ပါတယ်မျက်လုံးထဲကရွှေရောင်လင်းနှန်းဖြတ်ထွက်သွားတာနဲ့အတူအိုးရဲ့အတွင်းပိုင်းတိဆောက်ပုံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်ညီညိုရောင်မြေစည်းလွှာတွေဟာမြင့်မားတဲ့တောင်ကုန်းတွေလိုဖြစ်နေပြီးဒါဟာသူ့ကိုအံ့ဩမြင်တက်သွားစေတယ်လို့အခြေအနေအလုံးကိုလည်းချက်ချင်းသဘောပေါက်သွားစေခဲ့ပါတယ်ဟေ့တထေးချန်ခင်ဗျားရဲ့ဒီမြေအိုးကမစိုးဘူးပဲဒီစကားကိုကြားလိုက်ရတဲ့အခါတထေးချန်ဟာချက်ချင်းပဲပြပြတလဲဖြစ်သွားပါတယ်ဒါကပုံမှန်လက်ဖက်ရည်အိုးလေးပါပဲလို့အလောတကြီးရှင်းပြရင်အိုးကိုလှမ်းယူပြီးတိမ်ဖို့လုပ်ပါတယ်ဒါပေမဲ့ဒီလိုထူးဆန်းတဲ့အမှုအရာကြောင့်ဘေးနားကလူတွေရဲ့တတိပြုမိခြင်းကိုခံလိုက်ရပါတယ်တထေးချန်ဗျာမလုပ်ပါနဲ့ဦးစောစောကတင်ကျွမ်းရွက်နဲ့အပျော်တန်းကစားကြမယ်ဆိုနည်းနည်းလောက်သဘောထားကြီးစမ်းပါဗျာဟုတ်လားတကယ်တော့သူတို့နှစ်ယောက်ဟာရှေးဟောင်းပစ္စည်းမှန်အကဲဖြတ်တဲ့လောင်းကြီးတစ်ခုထပ်နေကြတာပါကျွမ်းရွက်အနေနဲ့တနာရီအတွင်းဒီရှေးဟောင်းပစ္စည်းဆိုင်ထဲမှာတန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုကိုရှာဖွေရမှာဖြစ်ပါတယ်အစကတော့တထေးချန်ကသူ့ကိုလုံးဝအထင်မကြီးပါဘူးဘာလို့လဲဆိုတော့ဒီဆိုင်ထဲကပစ္စည်းတွေကြောင့်သူ့အတိဆုံးမို့လို့ပါပဲဆိုင်ထဲကပစ္စည်း900ကျော်လုံးဟာအတုတွေကြီးပါပဲတန်ဖိုးရှိတဲ့တစ်ခုလေးတော့အရာကတော့သူ့လက်ထဲမှာကင်ထားတဲ့တာမန်မျက်စိနဲ့ကြည့်ရင်တန်ဖိုးမရှိတယ်လို့ထင်ရတဲ့ဒီညအေးအိုးလေးပဲဖြစ်ပါတယ်ဒါကြောင့်ပေကျင်းရှေးဟောင်းပစ္စည်းလောကရဲ့ဝါရင်ပညာရှင်ကြီးတွေကိုပဲပင့်ဖိတ်လာပါစေဦးဒီလိုအချိန်တိုလေးတွင်မှာအဲ့ဒါကိုရှာတွေ့ဖို့မဖြစ်နိုင်ဘူးလို့သူယုံကြည်နေတာပါရှေးဟောင်းပစ္စည်းလောကတွေကိုအခုမှစောင့်ဝင်ခါစားအတွေ့အကြုံရှိတဲ့လူတစ်လေးကျွမ်းရွက်အတွက်တော့ပို့လို့တော့မပြောနဲ့ပေါ့ဒါပေမဲ့သူအထင်သေးနေတဲ့အဲ့ဒီလူတစ်လေးမှာကမ္ဘာအဆင့်မြင့်ဆုံးအကဲဖြတ်ဆက်တွေတောင်မရှင်းနိုင်တဲ့အစွမ်းရှိနေတယ်ဆိုတာသူမသိခဲ့ပါဘူးဘာလို့လဲဆိုတော့ကျွမ်းရွက်မှာရှေးဟောင်းပစ္စည်းဝါသနာအိုးပေါင်းများစွာအိမ်မက်ကြတဲ့ရွှေရောင်မျက်လုံးတစ်စုံရှိနေလို့ပါပဲအဲ့ဒီမျက်လုံးဟာလောကမှာရှိတဲ့အရာခက်သိမ်းရဲ့ဖြစ်တည်မှုအမှန်ကိုထိုးဖောက်မြင်နိုင်ုံတင်မကပဲပစ္စည်းတစ်ခုရဲ့အတိတ်နဲ့ပြစ္ဆုတ်ပံဖြစ်တည်မှုကိုပါအရင်နှစ်ကစပြီးခြေရခံနိုင်ပါတယ်ဆိုင်ထဲကပစ္စည်း900ကျော်ကိုကျွမ်းရွက်ကဝေဝဲကြည့်လိုက်ုံနဲ့အားလုံးဟာအတုတွေဖြစ်ပြီးတန်မိုးရှိတာတခုမှမရှိဘူးဆိုတာချက်ချင်းသိလိုက်ပါတယ်တထေးချန်ကအမိုက်ပုံကြီးကိုအကဲဖြတ်ခိုင်းပြီးတမင်ထောင်ချောက်ဆင်ထားတာလို့သူထင်နေတဲ့အချိန်မှာပဲစပွဲပေါ်မှာဒီတိုင်းပစ်ထားတဲ့မြေအိုးလေးကိုမတော်တဆမြင်သွားခဲ့ပါတယ်ဒါကသူ့ကိုချက်ချင်းသတိပြုမိသွားစေတာကတော့ဒီဇိုင်းလုံးမှာတန်မိုးအရှိဆုံးပစ္စည်းဟာအဲ့ဒီမျက်စိမကျစရာမြေအိုးလေးဖြစ်နေတာပါပဲဒါကြောင့်မို့လို့လေဗီဒီယိုအစကအခြေအနေဖြစ်ပျက်ခဲ့တာပါဒါကိုမြင်တော့တထေးချန်ကအိုးကိုချက်ချင်းသိမ်းကျင်နေပေမဲ့ကြောက်စိမ့်တင်းရဲ့ဥက္ကဋ္ဌကူချမ်းဖုံးကရုတ်တရက်ဝင်ပြောလိုက်တာကြောင့်သူဟာအိုးကိုမလွတ်ချင်ပဲလွတ်ပေးလိုက်ရပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်လူဟာရှေးဟောင်းပစ္စည်းလောကရဲ့တကယ်ဆရာကြီးတူဖြစ်နေလို့ပါပဲအရင်နှစ်တွေကမန်ရွာရဲ့ရွာလူကြီးအဖြစ်တာဝန်ယူခဲ့ပြီးလီဟုံဝေလိုလူမိုက်တစုကိုမွေးထုတ်ခဲ့သူပါငါးစိမ့်ဒီဘဝကနေတက်လာတဲ့လုပ်ငန်းရှင်ကြီးကောင်းချီချန်တောင်သူ့ကိုသုံးမျိုးအလေးထားရပါတယ်ရှေးဟောင်းပစ္စည်းဆိုင်အသေးလေးဖွင့်ထားတဲ့တထေးချန်ကတော့သူ့ကိုဘယ်လိုလုပ်ပြီးတွားပြမရဲပါမလဲကျုပ်ကရှင်ငါကြည့်ပါရစေဦးအင်းဒါကတကယ်ကိုဆရာကြီးကျုပ်ကရှင်ရဲ့လက်ရဦးပဲဒါဟာတကယ်ဆရာကြီးကျုပ်ကရှင်ရဲ့မြေဦးဖြစ်မှန်သိလိုက်ရတဲ့အခါအခန်းထဲကလူတွေအားလုံးအံ့အားသင့်သွားကြပါတယ်။ကူချမ်းဖုံးကိုယ်တိုင်တောင်မျက်လုံးတွေအယောင်တောက်သွားခဲ့ရပါတယ်။သိကြတဲ့အတိုင်းကျုပ်ကရှင်ဟာတရုတ်သမ္မတနိုင်ငံခေတ်ကလူတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့လက်ရာတွေကတကယ်ကိုတန်ဖိုးဖြစ်မရတဲ့အဖိုးတန်ပစ္စည်းတွေပါအနိုင်ဆုံးခံမှန်းချေတောင်ရွှေနှစ်တန်းတိမ်ပေါင်းတောင်းချီအထက်မှာရှိပါတယ်။တထေးချန်ဟာအတင်းဥက္ကဋ္ဌရှေ့မောက်မှာမို့လို့ကလင်ကကျစ်မလုပ်ရဲပဲအရှုံးပေးလိုက်ရပါတော့တယ်စောစောကလောင်းကြီးအရာဒီမြေအိုးဟာကျွမ်းရွက်ပိုင်ဖြစ်သွားခဲ့ပါပြီ။ဥက္ကဋ္ဌကြီးဟာကျွမ်းရွက်ရဲ့အစွမ်းကတာမန်မဟုတ်မှန်းသိသွားတာကြောင့်မပြန်ခင်မှာကြောက်စိမ့်နီးနို့ပလဲပွဲဖိတ်စာတစ်ဆောင်ပေးခဲ့ပြီးသူ့ကိုတက်ရောက်စေချင်ခဲ့ပါတယ်။အဲ့ဒီဖိတ်စာဟာကျွမ်းရွက်ကိုကဘာတစ်တစ်ခုစီခေါ်ဆောင်သွားတော့မှာဖြစ်ပြီးသူ့ရဲ့ရွှေရောင်မျက်လုံးဟာလည်းအဲ့ဒီနေရာမှာအစွမ်းကုန်ပြသနိုင်တော့မှာဖြစ်ပါတယ်လူတွေအားလုံးပြန်သွားတဲ့အခါတထေးချန်ဟာဖုန်းတစ်လုံးဆက်လိုက်ပါတယ်ဖုန်းတစ်ဖက်ကလူကတော့ကျွမ်းရွက်ရှေးဟောင်းပစ္စည်းလောကရဲ့စုံဝင်ချင်းတုန်းကတွေ့ခဲ့ရတဲ့ပထမဆုံးပြန်ဘက်နှုတ်ခမ်းမွေးတဲ့လူဖြစ်ပါတယ်တကယ်တော့ဟွန်ဖူယွန်းအလိန်ခံရတာတွေဟာကျွမ်းရွက်ကိုတင်ငန်းစာပေးဖို့အတွက်သူကနောက်ွယ်ကနေတေချာစီစဉ်ပြီးစိုင်းပိုင်ရှင်ကိုခိုင်းခဲ့တာပါဒါပေမဲ့နောက်ဆုံးမှာကျွမ်းရွက်ကိုတင်ငန်းစာမပေးနိုင်ခဲ့ရုံတင်မကပဲတန်မိုးရွှေနှစ်တန်းရှိတဲ့မြေအိုးကိုပါအလကားဆုံးရှုံးလိုက်ရလိမ့်မယ်လို့သူဘယ်တော့မှမထင်မထားခဲ့ပါဘူးသူကကျုပ်ကရှင်ရဲ့အိုးကိုရွေးထုတ်နိုင်လိမ့်မယ်လို့မထင်ထားဘူးပြီးတော့အဲ့ဒီဆရာကြီးကလည်းရှိနေတော့ကျွန်တော်လည်းမလိမ်ရဲတော့ဘူးလေကူချမ်းဖုန်းလည်းရှိနေတယ်ဆိုတာ